အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဘရာဇီးနိုင်ငံကမ်းလွန်မှာရှိတဲ့ Snake Island လို့ခေါ်တဲ့မြွေတွေအများကြီးရှိတဲ့မြွေကျွန်းအကြောင်းကိုစိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားပါမယ် Snake Island မြွေကျွန်းဟာဘရာဇီးနိုင်ငံဆောင်းပေါ်လိုမြို့ကမ်းခြေကနေ33ကီလိုမီတာမိုင်အားဖြင့်21မိုင်ခန့်အကွာအတ္တလန္တိတ်သမုဒ္ဒရာထဲမှာတည်ရှိပါတယ်ကျွန်းရဲ့အကျယ်ဝန်းကတော့43ဟက်တာဧကအားဖြင့်106ဧကခန့်သာရှိပါတယ်။ဒီကျွန်းကိုဘာကြောင့်မြွေကျွန်းလို့ခေါ်ခဲ့တာလဲဆိုရင်ဒီကျွန်းပေါ်မှာကမ္ဘာအစိတ်အပြင်းဆုံးမြွေမျိုးစိတ်တစ်ခုဖြစ်တဲ့ Golden Lashhead မြွေတွေကြီးပဲတည်တံ့ရှင်သန်နေထိုင်ကြလို့ဖြစ်ပါတယ်။ခန့်မှန်းခြေအရကျွန်းပေါ်မှာမြွေအကောင်ရေ2000ကနေ4000ကြားအထိရှိပါတယ်။ဒီမြွေတွေရဲ့အစိတ်ပြင်းမှုဟာတာမန်မြွေတွေထက်3ဆကနေ5ဆအထိပိုပြင်းပါတယ်။လူတယောက်ကိုကိုက်မိရင်အသားမြင်တွေကိုအရှိပြောသွားစေနိုင်ပြီးတနာရီအတွင်းသေဆုံးစေနိုင်တယ်လို့လည်းဖော်ပြထားပါတယ်။ဒီမြွေတွေဟာကျွန်းပေါ်ကိုဘယ်လိုရောက်နေခဲ့တာလဲ။လွန်ခဲ့တဲ့နှစ်ပေါင်း1100ခန့်ရေခဲပြင်ခေတ်အပြီးမှာပင်လယ်ရေမျက်နှာပြင်မြင့်တက်လာတဲ့အတွက်ဒီကျွန်းဟာကုန်းတွင်းပိုင်းနဲ့ပြတ်တောက်သွားခဲ့ပါတယ်။အဲ့ဒီအခါကျွန်းပေါ်မှာပိတ်မိနေတဲ့မြွေတွေဟာသူတို့ရဲ့အဓိကအစားအစာဖြစ်တဲ့ငှက်တွေကိုမြန်မြန်ဆန်ဆန်တတ်နိုင်ဖို့အတွက်သူတို့ရဲ့အစိတ်တွေကိုပိုမိုပြင်းထန်လာအောင်ဆင့်ကဲပြောင်းလဲလာခဲ့ကြတာဖြစ်ပါတယ်။ဒီကျွန်းဟာအရန်ကိုအန္တရာယ်များလွန်းတဲ့အတွက်ဘရာဇီးအစိုးရကလူအများသွားလာခွင့်ကိုတင်းကျပ်စွာပိတ်ပင်ထားပါတယ်။ဒီကျွန်းပေါ်ကိုသွားလာဖို့အတွက်ကိုတော့ဒီလိုလူမျိုးတွေကိုသာခွင့်ပြုပေးထားပါတယ်။နံပါတ်1သုတေသနပညာရှင်များမြွေတွေကိုလေ့လာဖို့အတွက်အထူးခွင့်ပြုချက်ရထားတဲ့သိပ္ပံပညာရှင်များနံပါတ်2ဘရာဇီးရေတပ်ကျွန်းပေါ်မှာရှိတဲ့မီးပြတိုက်ကိုထိမ့်သိမ်းဆောက်ရှောက်ဖို့အတွက်တွားရောက်ရသူများလက်ရှိမှာတော့မီးပြတိုက်ကိုအလိုလျောက်စနစ်နဲ့ပဲမောင်းနှင်နေတယ်လို့လည်းဖော်ပြထားပါတယ်။မြွေကျွန်းနဲ့ပတ်သက်ပြီးဒေသခံတွေကြားမှာတော့ကြောက်စရာပုံမြင်တွေအများကြီးရှိပါတယ်။တခါကမီးပြတိုက်ဆောင်တဲ့သူ့ရဲ့မိသားစုဟာပရင်းပေါက်ကနေဝင်လာတဲ့မြွေတွေကြောင့်ကျွန်းပေါ်ကနေထွက်ပြေးဖို့ကြိုးစားရင်အကိုက်ခံရပြီးအလုံးသေဆုံးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။တချို့တွေကလည်းရှေးခေတ်ပင်လယ်ဓမြတွေဟာသူတို့ရဲ့ရွှေတွေကိုကာကွယ်ဖို့အတွက်ဒီမြွေတွေကိုကျွန်းပေါ်မှာလွှတ်ထားခဲ့တာလို့ယုံကြည်ကြတယ်လို့လည်းဖော်ပြထားပါတယ်။ Golden Lashhead လို့ခေါ်တဲ့မြွေတွေဟာဒီကျွန်းတစ်ကျွန်းထဲမှာပဲရှိတော့တဲ့အတွက်မျိုးသုံးပြောက်ွယ်လူနီးပါအန္တရာယ်ရှိနေတဲ့မြွေမျိုးစိတ်အဖြစ်သတ်မှတ်ခြင်းခံထားရပါတယ်။